တွေ့အောင်ရှာမလေးကဘာရင်မြေအလားဆောင်းပြလိုက်ခဲ့တော့မကွယ်မြေချီအဲ့တော့ဒါကြီးဟဲ့ဟိုနောက်ကလူရှင်တော်လေးလိမ့်နေတီးတယ်လိမ့်ပြီးတီးပြီးတယ်ဆိုပေမဲ့လို့လေနောက်ကလူရှင်တော်တော့ကိုဆိုင်စရာဟုတ်ချင်းမဟုတ်ချင်းဆိုတာအပဒံထားကွာဟုတ်တယ်လို့မြောက်ကပေးရမှာဗောအဲ့မဲ့လို့ကိုဒါကြီးရှေ့ကပရိသတ်တော့မလိမ့်နဲ့ဟုတ်ရှေ့ပရိသတ်ကိုလိမ့်ကြိုက်ဟောတွေးထားတယ်မလားဟာအစာစိတ်တင်တတ်တာကျေးဇူးရှင်လေဟုတ်တယ်ကျေးဇူးရှင်မရှိပါရှင်ကကျမကိုပြောနေတာသိတယ်ကျမအခုတီးနေတာကအမေတော်မမအေးရဲ့အချစ်ရတဲ့ချင်းကိုကွက်ပြောက်တီးတာလားရှင့်မဟုတ်တိုင်းပါဘူးဗျာဟုတ်လားဘာကိစ္စမဟုတ်ရဘာကြောင့်လို့ကိုသားကြီးဘာလို့ရှေ့ကဆုနဲ့နိုင်ငံခုနကဒီတီးလုံးကွက်ပြောက်ကိုတီးသွားတာကကြီးစမ်းမအောင်နားထောင်လိုက်စမ်းဇကောတဲ့ဇီးဘူးတီထဲ့လိမ့်ဒီလိုပဲဟုတ်တယ်လေဘလုံနဲ့တိတ်မဟုတ်နိုင်အစိုးတော့စိုးသွားတဲ့တချင်းတန်းကြတာဘလောက်ငိမ့်ချောင်းသားရထားတယ်အချစ်ရင်လို့ခေါ်တယ်ရောဟောရဲ့လေမြအာငိမ့်ချောင်းသားရလာတာအဲ့ဒါကြောင့်ငါတို့ကိုလင်းပြိတ္တကိုမလိမ့်နဲ့အစာစိတ်သိမယ်လို့ပြောခြင်းဖြစ်ပါကြောင်းကဲတက်တည်ပြမယ်တက်တည်လိုက်ရင်ရှင်စုလက်နိုင်ကရှေ့ကနေဗလာဆိုင်ရဲ့အတန်နေနဲ့မန်နဲ့ထန်နေကျမရိုက်နှက်ပြီးတော့ကျမတီးမယ်ရှင်အဲ့ဒီရိုက်နှက်တီးတဲ့တီလုံးတီးကွက်ကြတဲ့မှာအန်တီလိုင်းကတချင်းကိုလွန်းဆွဆွလေးဆိုပေးရမယ်စုလက်နိုင်တီလုံးစုံးတာနဲ့အန်တီလိုင်းတချင်းပြီးတာနဲ့ကွက်တီးဖေးရမယ်ဟုတ်ပြီနော်ကိုကတေချာနားထောင်စုလက်နိုင်လို့ဒီလိုတီးပြမယ်လွတ်ပြမှာလေလူရှင်တော်အလုံးလို့ပြောရရင်တော့ပုတ်ပါတယ်လို့ပြောမင်းကွာရှာရှင်းနေရှင်မဲချော်ခိုင်းနေတာကဲအဲ့တော့ဒါကအချစ်ရတချင်းရပထမပိုက်စင်လေးဟောပထမပိုက်တချင်းကတစ်ခုလုံးမှာ3ပိုက်ပါတယ်ရှင်ဟော3ပိုက်အဲ့တော့ကျမတို့ဒုတိယပိုက်လေးခရီးဆက်ကြည့်မယ်ဒုတိယပိုက်မှာကျတော့စုလက်နိုင်ပမတိစရာကိုဦးစားပေးကြည့်မယ်အဲ့တော့ဆိုင်းထဲမှာလက်တီးဆိုလို့ပြောမဆိုပမတိနဲ့စုလက်နိုင်နဲ့2ယောက်တိတ်ပင်မန်းတာဟုတ်တယ်ပမတိစရာအရင်ပင်မန်းနေဟုတ်အဲ့တော့စုလက်နိုင်ကဒီနေရာမှာသူ့ကိုဦးစားပေးကြည့်မယ်ဟုတ်နော်ဟုတ်ကိုတီးရတော့စူးစမ်းကြည့်ရလုတ်ကြဆုလက်နိုင်ကမညှိညူဘူးမပြင်းဘူးဟုတ်တယ်ဟုတ်ကဲ့နော်တီးရတာတိတ်ရတာရှိတာရှင့်ဟုတ်တယ်လေရှင်ပိုင်းနဲ့နောက်ပိုင်းနဲ့ဆုလက်နိုင်တီးတာဘယ်ဟာပြောလဲမရဲ့နောက်ပိုင်းတီးရတာပိုပြောတယ်ဟုတ်တယ်ကိုတီးချင်တာတီးလို့ရတယ်တပေါ့ကိုတက်မြောက်ထားတဲ့အမှုပညာလေးကိုပရိသတ်ရှင်မှာစောစောတမန်ချပြပြီးတော့ဇိမ်ပင်လေးပြီးတီးလို့ရတယ်ရှင်ပိုင်းကနာအဲ့ဒီလိုမဟုတ်ဘူးလူငယ်တွေဆိုတာကခက်တဲ့ချင်းနဲ့ကြိုက်ကြတယ်ဟုတ်တယ်ဟောရှေ့မှာစုနေတဲ့ပရိသတ်ကိုဟာသားနဲ့မျောသွားအောင်လည်းကျမတို့စွမ်းဆောင်ရတယ်လောက်ပါဟုတ်ကဲ့နော်ကာလာစုံတဲ့ပရိသတ်ကိုထိန်းရတာကိုမင်းကိုထင်ကိုစိတ်တိုင်းတာတီးလို့ရတာမဟုတ်ဘူးပရိသတ်ကြိုက်ကိုလိုက်ပေးရတာဟုတ်ကဲ့နော်အဲ့တော့ဒုတိယပိုင်းစင်းထဲမှာတော့အန်တီလိုင်းဆိုကောင်းအောင်ကျမတို့ကဒီလိုနေနေညောင်းလေးတီးကြည့်ရအောင်ရှင်နားဆင်ကြည့်မယ်ဗျာလာလာဒါရှိမမီကြီးလေကလေးဘဝကတွေ့နေကြရပဲအာ
ဒီလိုင်းရဲ့အတန်လေးပေါ့နော် ဟုတ်ကဲ့ ပညာရှင်တွေဆိုတော့တိတ်နားထောင်လို့ကောင်းတာ လန်ကော ဟုတ်ကဲ့နော် ဟုတ်တယ် အဲ့တော့ဒေတာမျိုးတချင်းနေဆိုတော့ကကျမတို့စိုင်းနောက်ပိုင်းကဏ္ဍနဲ့တကယ်မြန်မာသက်တဲ့ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေဖွင့်မှပဲလူငယ်လူထုဆိုတာကြားပါလိမ့်မယ် မှန်ပါ ဟုတ်ကဲ့နော် ဟုတ်တယ် အဲ့တော့ဒီညလေးမှာစူးလက်နဲ့တီးရတာအားမရသေးဘူးရှင် အားမရသေးဘူး ဟုတ်ကဲ့နော် ဟုတ်ကဲ့ စိုင်းရဲ့အနှစ်သာရလေးကိုဗလာစိုင်းရဲ့ရိုက်ချက်နေနဲ့ကျမဒီလိုလေးပြန်လဲတီးပြချင်ပါတယ်ရှင် နားရှင်ကြည့်အောင်ခင်ဗျာ ဒါဆိုင်းရဲ့အနှစ်သာရ တဘော ဟုတ်ပြီအဲ့တော့နောက်ဆုံးပိုက်စင်လေးမှာကျတော့ကျမတို့ဆိုင်းကိုပြီးကြမှာတီးရအောင် အမ် အစိုးကိုဦးစားပေးကြည့်ရအောင်ရှင့် ဟုတ်ပြီဗျာ ဟုတ်ကဲ့နော် ဟုတ်ကဲ့ အန်ဒီလိုက်ရင်ရှင်ဆိုရတာပြောတယ်နော် ပြောပါတယ် ပြောတယ် ဟုတ် ဖွက်ဆက်ကလည်းများတယ် များတယ် ဒီ များ ဟာဒီကကျတော့ပြောမယ်ဆိုလို့ရှင်နည်းနည်းဖုံလေးပါလေးများရှူဆိုင်မိလို့ရှင်အတန်ကတ်တတ်တဲ့အချိန်ကာလ ဟုတ်တယ် အေးရလည်းပြောမဆိုချွေးလေးတဆူဆူနဲ့စိမ့်စိမ့်အေးတာအလုံးလုံးတော့ချွေးရထွက်တယ်ဒါပေမဲ့ရာသီဥတုကအေးနေတာ အေးနေတာ အတမန်းဆိုင်ရလည်းအရင်ကယူဆိုင်ရတယ်ဟင်းရှက် ဟုတ် ဟုတ်ပြီနော် ဟုတ်တယ် ကဲအဲ့တော့ဒီညလေးမှာဆုလက်နိုင်လို့နောက်ဆုံးပိုက်လေးမှာအတီလိုက်ကိုဦးစားပေးကြည့်အောင်ရှင် နားရှင်ကြည့်မယ်ခင်ဗျာ တနေ့ရင်တွေ့ခင်လို့ရင်လို့မြာကျင်းနာပါကျင်းနာပါတော့မလားမြတ်တာတောက်ထားအစင်တနာနိုင်ပါစီအချစ်တမ်းရတမ်းချစ်တွေကချစ်သူတစ်စစ်ထွက်ပါစီတနေ့မပြည့်ရက်စက်ရှာဖွေနေခဲ့